ဒီလူငယ်တယောက်ကကောင်းကင်ကနေပြုတ်ကျလာတဲ့ထူးဆန်းတဲ့အရာတစ်ခုကိုလက်နဲ့ဆန်ကြည့်လိုက်ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီအမျိုးမြင့်မသိထူးဆန်းတဲ့အရာဝတ္ထုပေါ်ကနေပင့်ကိုအမြောက်များထွက်ပေါ်လာခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ဒီလူငယ်ကကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့အနောက်ကိုလန့်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပင့်ကိုတကောင်ကခန္ဓာကိုယ်ပေါ်ကနေတဆင်လူငယ်ရဲ့ပါးစပ်ထဲကိုဝင်သွားခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းတွေအားလုံးကလည်းဒီဖြစ်ပျက်ကိုတွေးလိုက်ရပြီးတော့ကြောက်လန့်တကြားနဲ့ပြေးလွှားနေခဲ့ကြပေမဲ့ပင့်ကိုတွေတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။သူတို့တွေကတယောက်ကတော့ပင့်ကိုတွေစီကနေလွတ်မြောက်သွားခဲ့ပြီးတော့ကားစီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့လို့ကားတကားကိုမပိတ်နိုင်ခင်မှာပဲကားရဲကိုပင့်ကိုတွေရောက်လာတာကြောင့်ချီလင်ထွက်ပြေးဖို့ကိုကြိုးစားပါတော့တယ်။ပင့်ကိုတွေကလည်းအနောက်ကနေဒရက်ဆက်ကိုမှလိုက်လာနေပြီးတော့လမ်းမတွေးသမျှပစ္စည်းတွေနဲ့ပြစ်ပေါက်နေခဲ့ပေမဲ့ပင့်ကိုကတော့ဘာမှကိုမဖြစ်သွားခဲ့ပါဘူး။ပြေးလွှားနေရင်လည်းကိုရောင်ပြက်တစ်ခုလုံးကိုတွေးလိုက်ရတာကြောင့်ကိုရောင်လေးကိုဝင်ပြီးတော့တကားကိုပိတ်ချလိုက်ပါတယ်။ဝရီယာကောင်းတဲ့ပင့်ကိုကတော့တကားကြားတဲ့ကပါတိုးပြီးတော့ဝင်လာနေတဲ့အတွက်ကိုရောင်တွေကလူကလည်းကြောက်လန့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတူတချောင်းကိုတွေ့တာကြောင့်ကြောက်နဲ့ပဲပင့်ကိုထုတက်လိုက်ပါတယ်။နောက်တော့ကိုရောင်တွေကပစ္စည်းတွေကိုယူလိုက်ပြီးတော့ပင့်ကိုတွေကိုအပြက်ရှင်းဖို့အတွက်ကိုမှထွက်သွားခဲ့ပါတော့တယ်။